နားထောင်ကြည့်ဒီမေကွန်တိတ်သဘောကျဒီမေကွန် conduct under the NUG Ministry Now of my Defense. lame. So two line of chain of command and coordination. Right. What is your goal? Because right now you control mostly territories on the borders of Myanmar. No major town. Is the goal the capital? And how soon do you think you will push for it? I believe that you can see very soon, within a few months. I believe that we means NUG and Ethnic Alliance forces, revolutionary forces, are more and more. အဲ့ဒါလွန်ခဲ့တဲ့နှစ်ကပြောခဲ့တာ a few months မှမျိုးတွေကိုသိမ့်မယ်မျိုးတော်ကြီးတွေတက်သိမ့်မယ်တဲ့ဟိုကမေးတယ်မင်းနဲ့နေချမ်းမှာသိမ်းထားတာကြီးတဲ့မင်းဘယ်တော့မျိုးတွေတက်သိမ့်အဲ့လွန်ခဲ့တဲ့နှစ်ကျော်ဒီအင်တာဗျူးမှာသူပြောတာလားမင်းတို့ကောင်တွေအဲ့သေချာအဲ့ဒါကြောင့်ငါပြောတာမင်းတို့ NUG ကလူလိမ်ပါလို့ငါပြောတာငါသက်သေ Is the junta reaching out to dialogue, or is there no point in dialogue? Because, as you said, you're now training your sights on seizing the capital. စစ်တပ်ကမင်းတို့နဲ့ dialogue စကားပြောမလားဒါမို့မင်းကပြောတော့မင်းကမြို့ကြီးတွေကိုတိမ့်ပိုက်မယ်ပေါ့ဗျာဆိုတဲ့ဥစ္စာ This is a pressure. It is, and what we are doing is that we need to put pressure, maximize the pressure to make internal changes and to transform themselves. If they do not transform themselves, that will be more and more difficulties for our country. So. သူပြေသွားတဲ့အဖြေကညှိနှိုင်းရေးကိုလာစီခြင်းနဲ့ pressure ပဲတွေ့လားဟိုကမေးတာရှင်းနေနော် dialogue သွားမလားမင်းပြောတဲ့အတိုင်းမျိုးတွေသိမ့်မလားရှင်းမဲ့ဖြေရမှာသူက dialogue ဘက်ကို pressure သွားမယ်ပုံစံသူပြောသွားတယ်နော် Our pressure is not just only military means, but also political means and diplomatic means and economics means. So in this regards, people I would like to say that people are more interested in military means, but actually not just military means. We are fighting. people are interested in military mean ဒါပေမဲ့ तू ကလုံးဝစိတ်ဝင်စားအောင်ကြားတယ်နော် तू ပြောသွားလား against in different means of to put pressure to military junta. put the pressure on the military တဲ့ military ကို pressure ပေးဖို့ပဲရှိတယ် तू ပါမင်းတို့ကောင်တွေအဲ့ဒါကြောင့်ငါအစောကြီးတဲ့ပြောနေတာဒီကောင်မှရှာနခွနဲ့မွေးဒီကောင်မှရှာနခွ ဘယ်နေရာမှားခဲ့လဲလို့ပြောမယ်ဆိုလို့ရှိရင်တော့အချိန်ပေါ့ဗျာဒီလားဟို9နှစ်ကြာမှပြန်သုံးသပ်တာမျိုးမဟုတ်ကျမတို့ခုနပြောတဲ့ strategically အရင်တည်ပြီးတော့မသွားခဲ့ပဲနဲ့အဲ့ဒီကာလတော်လိုင်းရဲ့အစကာလမှာ push လုပ်တဲ့ဒီနောက်ကိုလိုက်ပြီးတော့ activity နောက်ခုနတယောက်ပြောသွားတယ် activity ကိုအခြေခံပြီးတော့သွားခဲ့တဲ့ခါမျိုးမှာကျမတို့လည်းအချိန်ကုန်သွားခဲ့အဲ့ဒါကတော့အဓိကမှားတာလို့ကျမမြင်အဲ့ချိန်ကတော်လိုင်း4နှစ်ကြာမယ်လို့9နှစ်ကြာမယ်လို့သွားပြောလဲဘယ်သူမှလက်ခံမှာလဲမဟုတ်တလို့အဆက်အောင်ခံရမယ်အနေထားမျိုးရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့